အားလုံးပဲမင်္ဂလာပါမင်းညာကနောက်ဆုံးဝဲဖြစ်ချင်းပြန်ကစားသွားတဲ့လီဗာပူးနဲ့နယူကာဆယ်ပွဲမှာလီဗာပူးနဲ့ပတ်သက်လို့ပြောစရာတွေအများကြီးပဲပေါ့လေဒီကတော့ညာတောင်ပန်ပြဿနာပေါ့ဒီကတောင်ပန်ပြဿနာတွေမဖြေရှင်းနိုင်သေးဘူးလီဗာပူးအသင်းဒီလိုအခြေအနေမျိုးကိုရင်ဆိုင်နေအောင်မှဖြစ်ပဲပြီးတော့အထောင်တိုင်းဆင်းမှုတွေကလည်းအိဆက်ကလုံးဝခြေစမ်းမပြနိုင်ဘူးခံစင်းနေရမှာဆိုရင်လည်းဗန်ဒိုက်ကလွယ်လို့ဘယ်သူမှဟုတ်ဒီပဲဒီကောင်းကစားနိုင်နေပေါ့လေပြီးတော့ကွင်းလဲနေရမှာဘယ်မဲ့ကိုလုံးဝထိန်းချုပ်နိုင်ဆိုတာမရှိဘူးပေါ့လေမားတွေများတယ်တာမန်ပတ်တွေကစားမားတယ်ဒီလိုပုံစံမျိုးနဲ့ဒီယာဒီမှာချန်ပီယံလိဝင်တောင်သိကြပါမလားဆိုတဲ့အတွေးတွေဝင်လာတယ်ပေါ့လေချန်ပီယံချင်းလန်းနိုင်ဖို့ဆိုတာထက်ချန်ပီယံလိဝင်ဖို့တောင်ရဖို့နောက်ထပ်လူတွေဖြည့်ဖို့လိုမယ်လို့ထင်တယ်အနည်းဆုံးတောင်မှတယောက်ကွင်းလေတယောက်လိုရင်ခန်းစစ်ပါခေါ်ဖို့လိုအပ်မယ်လို့ထင်တယ်ဖြစ်နိုင်တော့တောင်မှ2ယောက်လောက်လိုချင်တာပေါ့လေကွင်းလေမှာမထိန်ချုံနိုင်တဲ့အတွက်ခန်းစစ်ကလည်းဒီလောက်ကြီးထိရွေးနေတယ်လို့ထင်တယ်ပေါ့လေနယူကာဆယ်ဆိုရင်အဓိကကစားသမားတွေအများကြီးဆုံးရှုံးထားတယ်ဘရူနို ဂူမာရက်စ်တို့အက်ဒိုနီ ဂေါ်ဒန်ဒါတော့မှသူတို့ရဲ့ကောင်းတာတွေကအရန်လုံးဖြစ်ခဲ့တယ်ဝက်ဆာ9မိနစ်ပဲရှိသေးတယ်ကောင်းတာကနေပြန်ပြီးတော့ဦးဆောင်ကိုပေးလိုက်ရတယ်ဒီကမှဆိုရင်ကာကက်အားနေခဲ့တယ်လို့ကျွန်တော်မြင်နေပေါ့လေအီလန်ကနောက်ကလိုက်လာတဲ့ဟာကိုသူ့ကိုကြော်ပြေးပြီးတော့မှတင်းသွားတယ်။အိုဆူလာဖြတ်ထိုးပေးလိုက်တဲ့အချိန်မှာအီလန်ကနောက်ကပြေးတက်လာတယ်သူ့ကိုကြော်ပြေးသွားတယ်။လာပါပဲကန်သွင်းသွားတယ်။ဦးဆောင်ကိုရသွားတယ်။နယူကာဆယ်ဘက်ကိုဖိတယ်ဒါပေမဲ့ကိုပေါက်ရောက်ရင်ပြက်တယ်။ပထမပိုင်းမှာတော်တော်ဆိုးပါဒုတိယပိုင်းမှာခြေနေကောင်းလာတယ်လို့ပြောရမယ်။ဒီပုံစံနဲ့တော့မလွယ်ဘူးလေရယ်လီပါကူလာကိုရအောင်လိုက်တုံးမဟုတ်တခြားတယောက်ကိုခေါ်မဆင်ပြီးဒီပုံစံတိုင်းဆက်သွားနေရင်တော့ချန်ပီယံလိဝင်တော့တရားလေးမထင်ဘူးပေါ့လေပရီးမီးယားလိပထမဆုံးပွဲမှာအာဆင်နယ်3မှတ်ယူသွားတယ်စနေနေ့မှာမန်ယူနိုက်တက်ရှုံးတယ်ကြီး6ကြီးတွေမှာဆိုစပါရှုံးတယ်မန်စီးတီးကတော့အောက်ကျကိုတွေနဲ့နိုင်သွားတယ်ပေါ့လေလီဗာပူးကတည်ကြတယ်ပရီးမီးယားလိမှာပထမဆုံးတည်ရပွဲလို့ပြောရမယ်မရှုံးတာဘူးပဲကျေးဇူးတင်ရမလို့ဖြစ်နေပြီပေါ့လေဒီပုံစံတိုင်းဆက်သွားမယ်ဆိုရင်တော့အချိန်တွေကတိတ်တော့မဟန်ဘူးချန်ပီယံလိဝင်လောက်တော့ညှော်လေးရင်နေပေါ့လေအခုချိန်မှာစပါးလည်းလူတွေအများကြီးဝယ်ထားတယ်ကြီး6ကြီးမှာတူချန်ပီယံလိမှာကျန်ခဲ့မလဲပေါ့လေလူမဖြစ်ရင်တော့ကျန်ခဲ့ဖို့ကတော့မမျှော်လင့်နေလို့တော့ပြောရမယ်။ဘာဖြစ်မန်စီးတီးကလည်းလေးဖယ်နဲ့နိုင်တယ်။ကစားပုံအလောက်ကြီးမကောင်းဘူးဆိုပေမဲ့နိုင်ရအောင်ခံသွားတယ်။ဒီနေရာမှာတော်တော်ဆိုးတဲ့အရာကအီဆက်လုံးဝအခြေစမ်းမပြနိုင်။ထောင်ထဲစစ်မှုနေရာမှာအရန်နေရာမှာလည်းဘယ်သူမှမရှိဘူး။အဓိကကစားသမားဆိုပြီးတော့အဓိက line up နေရာမှာတောင်မှလူငယ်တွေဦးစားပေးနေရတဲ့အချိန်မှာတိုက်စစ်ကခေါ်မှဖြစ်မယ်အနည်းဆုံး1ယောက်3ဟုတ်2ယောက်လောက်တော့ခေါ်မှဖြစ်မယ်တောင်မှန်နေအားနေနေတဲ့အချိန်မှာဘယ်ဘက်ကိုလုံးဝဘာမှမလုပ်နိုင်အဲ့လိုနေထားနေပဲကိုတွေတိုင်းပေးရတယ်တိုက်စစ်ကိုတိုက်တယ်ပြက်တဲ့ချိန်မှာတံပြန်ပေါက်တယ်ကိုပေးရတယ်တံပြန်ပေါက်တိုင်းလို့မှာကိုပေးရလို့နီးပဲဖြစ်ခဲ့တယ်တရားတွေတော်တော်ဆိုးရတယ်ပေါ့လေတကယ်လို့ပြတ်သွားခဲ့ရင်တော့ပြန်လဲထိချုံနိုင်စမ်းမရှိဘူးလုံးဝ6ပေါက်ထိတစ်ခါတန်းပေါက်တယ်ဒုတိယကိုဆိုရင်ဂျီရမီဂျက်ကောကအားနေလို့ထင်တယ်ပေါ့လေသူရှေ့မှာဖြတ်တားလိုက်ရင်ရတယ်ဒါပေမဲ့ပနယ်လ်တီပေးရမှာဆိုလို့လာတော့မသိဘူးပေါ့လေအဲ့ချိန်မှာဒုတိယကိုမှာဆိုရင်ကွင်းလေတွေကဖြတ်ခဲ့နိုင်တင်တာပေါ့လေဝစ်စာဆွဲလာတယ်3ယောက်1ယောက်တောင်မှလုံးဝလိုက်မလုံနိုင်ဘူး
အဲ့ဒါတော်တော်ဆိုးရတယ်ပေါ့လေဆိုဖို့စားလိုက်ရလေအရင်ရာဒီရဲ့ခြေစွမ်းမျိုးမပြနိုင်သေးဘူးအေးဆက်ဆိုရင်ပုံမှန်ခြေစွမ်းအောင်တော့ရောက်နေစင်မပြေဘူးပေါ့ကိုရီကဘောကကိုသွင်းနေဆိုပေမဲ့အရင်ကြီးလုံးဖြစ်တယ်လို့မထင်ဘူးရီယိုအန်ဂူမိုဟာဆိုရင်လည်းညာချမ်းမှာလုံးဝမကြော်နိုင်ဘူးဗီတာမူနိုဝင်လာတဲ့ချိန်မှာနည်းနည်းလှုပ်လှုပ်ခက်ခက်ရှိလာတယ်လို့ထင်မိတယ်ပေါ့လေအန်တိုနီယာရိုလာအတွက်တော့ဒီပြဿနာကတော်တော်ခေါင်းစားစရာဖြစ်တယ်အရင်နှစ်ကထက်အားနေပါဆိုရင်နယူကာဆယ်ကိုတော့မှအသေးအတန်ကန်ပြီးတော့တေးကျသွားခဲ့တာကျန်တဲ့အသင်းတွေဆိုရင်ဘယ်လိုလုပ်ကြမလဲလွယ်တော့မလွယ်ဘူးပေါ့လေမန်စီးတီးတို့အာဆင်နယ်ဆိုဖို့ဆိုအာဆင်နယ်ဆိုရင်အရန်ဒီနှစ်မှာအရန်အားကောင်းတဲ့တင်ချန်ပီယံဖြစ်ဖို့ favorite ရှိနေတဲ့တင်အာဆင်နယ်တင်းတွေ့ရင်ကူးပြတ်မရှုံးဘူးပဲဆူတောင်းရမယ်လို့ဖြစ်နေပြီဒါတွေကလုံးဝအဆင်မပြေဘူးပေါ့လေဘာဘူးလာအောင်ရအောင်လိုက်ချင်လိုက်သို့မဟုတ်တခြားတောင်းပန်တွေကိုပြည့်မယ်ဆိုလေတခြားဟိုလိုပဲပြည့်မှတ်ထားတိကျတဲ့လုပ်တစ်ခုကိုလုပ်တင်တယ်လို့တော့ထင်တယ်ဒါတွေကိုမပြင်းဘူးဆိုရင်တော့ဒုက္ခရောက်နောက်နေ့မှာချန်ပီယံလိဝင်တော့မသိကြမင်းနဲ့တစ်ဖက်တစ်ပွဲလောက်နဲ့ကျင်းနေရမယ်နေထားမှာရှိတယ်ပေါ့လေဒီဘောက်ပရိသတ်တွေတော့ဘယ်လိုမြင်ရတယ်မလို့ကျွန်တော်တော့အနည်းငယ်ပွဲကိုကြည့်ပြီးတော့အရန်တော်တော်လေးကိုစိတ်ပြတ်မိရပေါ့လေ